ရှင်ဖေဟာမေကုံမေရှာခွင့်ပြုပါဖေဟာတတအလုံးရင်ပညာမဲ့တဲ့နှက်တက်တယ်ဆိုတာတတအလုံးကဲတာမကောင်းဘူးလားဖေဟာတတရှိရမယ်လို့လည်းပြောတယ်တတအလုံးရင်မကောင်းမှုဆိုတာကိုလူငယ်တွေလက်မခံမှုဖြစ်နေပါတယ်ဖေဟာတတအလုံးရင်ပညာမဲ့တက်တယ်ဆိုတာကိုဥပမာလေးနဲ့ရှင်းပြစေချင်ပါတယ်ဖေဟာတတလွန်နေဆိုတာအစင်ရှင်တရားကင်းမဲ့သွားတာပေါ့နော်ဒါတင့်တော်ကြီးမတင့်တော်ကြီးဆိုတော့မျက်စိမိတ်ယုံတယ်မျက်ကန်းယုံတယ်လို့ခေါ်တယ်တာတကားပြပါဆိုရင်တော့ဘုရားလက်ထက်ကဟာနည်းနည်းတော့ရိုင်းမယ်ပေါ့နည်းနည်းတော့ပြပါရစေနော်နည်းနည်းတော့ရိုင်းတယ်အဲ့တော့မျိုးသမီးနှစ်ဦးရှိခဲ့ဘူးတယ်ဘုရားလက်ထက်မှာအလွန်တရားတရားကောင်းတယ်သူတို့ကတော့စာပေထဲမှာမတန်းတင်တာမူဒပတနာခေါ်တယ်တရားတရားကောင်းပြီးဉာဏ်မရှိတော့သူတို့အချီအနီးကြီးညိုသူများလို့ခေါ်တယ်နော်သူကအမျက်ဆုံးအလူကိုတအားလူချင်တာသူတို့ကအမျက်ဆုံးအလူကိုလူချင်တာတန်ဃာတွေလိုက်မိတယ်အရှင်ဘုရားနော်အမျက်ဆုံးလူပြရစေဗျာအမျက်ဆုံးလူပါလဲဆိုသူကမေထုံကိစ္စတွေကိုအမျက်ဆုံးလူယူဆနေတာအဲ့တော့ဘုန်းကြီးတွေကိုမေထုံလူတာအဲ့လိုမျိုးတွေပေါ့ဒါပညာမဲ့တာပြောပြတာနော်တရားတရားအရန်ကောင်းတယ်ဘုန်းကြီးတွေကိုမေထုံလူတယ်ကြည်သားဘယ်လောက်ပညာမဲ့သွားတယ်လဲဆိုတာပြောပြတာဒါတရားလုံးလို့ဖြစ်တဲ့ပြဿနာပေါ့နော်သူကြီးညိုလုံးလို့ကိုတန်ဃာတွေကြီးညိုလုံးလို့အမျက်ဆုံးလူလိုက်လူတာသူခင်ဗျာအဲ့လိုမျိုးဖြစ်ခဲ့ဘူးပါတယ်နော်ဟုတ်ဒါအကောင်းဆုံးတာတကပါဒါတော့နော်ရှင်ဗျာမိကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာအလှူကပြီးတဲ့ရက်တောင်တွေနာရီကပြီးတဲ့ရက်တောင်တွေမှာ24ပစ္စည်းပဋ္ဌာန်းခါရာတွေပါပါတယ်ဗျာတခါတလေကြရင်အဲ့ရက်တောင်တွေကလူတွေချင်းနှင်းဘက်ထဲအိမ်အောက်တွေမှာကြာနေရရှိပါတယ်ရှင်ဗျာအဲ့လိုကြာနေလို့ရှိရင်နင်းမိတာတို့ဆိုအပြစ်ရှိလားဗျာအဲ့ရက်တောင်တွေကြောက်အောင်လုံးမိတဲ့သူကရက်တောင်ကိုချထားသူရောအပြစ်ဖြစ်ပါသလားရှင်ဗျာအမှန်တော့အကြောင်းဦးဇင်းတို့ပြောရတာပေါ့နော်အခါရဝါဖြစ်စေမဲ့ဥစ္စာဆိုရင်ခြံဝါတာပေါ့ခုနရက်တောင်ဆိုရင်ဒါ24ပစ္စည်းပါဆိုတာဘုရားဟောစာပေတွေပဲအဲ့တော့ဘုရားဟောစာပေပါလို့ရှိရင်တလေးတစ်မြတ်မျိုးတွေထားရတယ်အဲ့တော့ကိုမထားနိုင်ဘူးဆိုလို့ရှိရင်မလုပ်တာကောင်းတယ်ရက်တောင်တွေမှာမထည့်တာကောင်းတယ်နော်ကျိုးတဲ့ချိုးသင်္ကန်းဘုံတွေပါတယ်မှာဆိုရင်လည်းအဲ့လိုမျိုးပါတယ်လေအဲ့ဒါဆိုရင်ဦးဇင်းတို့ပြောရတယ်မဟုတ်ဘူးဒါဆိုရင်ဒါတွေကခဏနဲ့အမိုင်ဘုံရောက်သွားမှာလွှတ်ပြလိုက်မှာဆိုရင်ဒါအကုသိုလ်သူများတွေအခါရဝါဖြစ်စေတယ်ဒါကြောင့်မယုံမသေးလုံနိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုရင်အဲ့လိုမျိုးဘုရားစာတွေမထည့်သင့်ဘူးဘုရားပုံတွေတန်ခါပုံတွေမထည့်သင့်ဘူးပေါ့နော်အဲ့တော့မယုံမသေးသဘောနဲ့ခုနကလွတ်ပြလိုက်တယ်ပြစ်ချလိုက်တယ်ဆိုလို့ချင်းဒါသူဒီစာကိုမယုံမသေးသဘောပါရင်တော့သူ့မှာအကုသိုလ်ဖြစ်သွားမှာပေါ့အမတ်တမဲ့ဒါကိုဘုရားစာမှန်နဲ့သူတတိမထားမိဘူးပေါ့စစ်တောင်တစ်ခုလိုပဲသဘောထားပြီးတော့ဒီလိုပဲထားခြင်းတဲ့နေရာထားလိုက်တယ်ဆိုတော့အကုသိုလ်ပြောလို့တော့မရဘူးသူ့စိတ်ထဲမှာဒီပေါ်မှာဘာမှမယုံသေးစိတ်မပါဘူးလေနင်းတဲ့ပုဂ္ဂိုလ်ကလည်းတာမန်ရက်တောင်တစ်ချောင်းထင်ပြီးနင်းလိုက်တာဆိုတော့အကုသိုလ်မဖြစ်ဘူးတိတိနဲ့ဒီမှာဘုရားစာပါတယ်ဆိုတော့တိတိနဲ့နင်းတယ်ဆိုတော့သူကအကုသိုလ်စိတ်တော့မယုံသေးတဲ့စိတ်ပါသွားမှာပဲအဲ့တော့ဒီပေါ်မှာသူမယုံသေးတဲ့စိတ်ပါရင်တော့အကုသိုလ်ဖြစ်မယ်လို့ပဲပြောရမှာပေါ့နော်မယုံမသေးတဲ့စိတ်မပါရင်တော့အကုသိုလ်မရှိဘူးလို့ပဲပြောရမှာပဲရှင်ဗျာမေးလျှောက်ခွင့်ပြုပါဗျာခုနဆက်ဆက်မေးကိုပါဗျာအဲ့မင်းပြည့်မင်းတန်တက်မှာဆိုလို့ဒီအသွင်ပြောင်းပြီးတော့ဝတ်လာရတဲ့အပေါ်မှာဆိုတော့ယဟန်တွေကိုလိန်တာမဟုတ်ဘဲနဲ့ခုနလူတွေကိုပဲလိန်တာဆိုရင်တော့ခုနပါရာဇိကမကြဘူးပါဗျာဟုတ်တယ်လူလိန်မကြသေးဘူးယဟန်လိန်မှာကြတာဟုတ်တယ်